သူတို့ကကဘာတသိန်းကနေပြီးတော့မြတ်စွာဘုရားကိုပထမဆုံးအာဟာရဆွမ်းကပ်ခွင့်ရအောင်ဆုတောင်းခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလို့သူဆိုတယ်တပုဒ္ဒဗန္ဓိကတို့ဟာမြတ်စွာဘုရားဖျားလောင်တရားထုတ်လို့တွတ်ထွက်ပြီးတရားကျင့်မြတ်စွာဘုရားမဖြစ်ခင်မြတ်စွာဘုရားဖြစ်တဲ့အချိန်နဲ့တိုက်ဆိုင်ပြီးတော့အတိတင်္စနမျိုးကချမ်းသာကြွယ်ဝတဲ့တကြွယ်အိမ်မှာသူတို့ညီကိုနှစ်ယောက်လူလာဖြစ်တယ်အကြီးကတပုဒ္ဒအငယ်ကဗန္ဓိကမြတ်စွာဘုရားအလောင်းတရားကျင့်လို့ဘုရားကရပတ်ဝန်းကျင်မှာသရင်သုံးနေတဲ့အချိန်သူတို့လည်းရွယ်ရောက်ပြီးတော့အိမ်တော်ရသားကြလို့ကိုရောင်းကိုဝဲနဲ့အသက်မွေးကြတယ်ထိုခေတ်ကကိုရောင်းကိုဝဲထွက်တဲ့အခါမှာလှဲတွေနဲ့ကုန်ပစ္စည်းတွေတင်ပြီးတော့ရောင်းဝယ်လေးရှိကြတာလှဲပေါင်း900နဲ့မိမိတို့ဒေသအတွက်ကုန်တွေကိုတင်ပြီးတော့တခြားဒေသသွားရောင်းတယ်တခြားဒေသကုန်တွေကိုလှဲနဲ့တခါပြန်တင်လာပြီးတော့မိမိဒေသမှာပြန်လိဖြန့်ပြူးတယ်ပေါ့ဘုရားကရဒေသပဲခရီးရှိကိုရောင်းကုန်အလုပ်ဖို့ထွက်လာကြတယ်ထွက်လာတဲ့အခါမှာအတိတ်ဘဝကသူတို့နဲ့ဆွေမျိုးတော်ခဲ့ဘူးတဲ့ဘုံမဆိုးနတ်ကဒီနားမှာမြတ်စွာဘုရားသရင်သုံးနေတယ်